တချို့ကအရှိမ jobs နဲ့ပတ်သက်တဲ့ podcast တွေ working conditions နဲ့ပတ်သက်တဲ့ podcast တွေတင်မှုရတယ်ဆိုတော့ဒီမှာ reading lessons ရောက်ပြီပေါ့နော် so look at the photo. Have you ever volunteered at charitable organizations before? I'm asking your experience. အဲ့တော့တခြားကလုပ်ဖို့ရဆိုရင်တော့ yes I have. It was last summer when I was helping children to read English တို့ဟိုဒါမှမဟုတ်ကိုကဒီနေရာမှာလေတခါမှ volunteer မလုပ်ဘူးလည်းဖြစ်နိုင်တယ်မလုပ်ဘူးဆိုရင်ကြောင့် no I haven't because I am a student and most of the time I've been busy so I don't have time to volunteer ပါညာအဲ့လိုမျိုးပြောလို့လည်းရတယ်အဲ့တော့ကိုကမလုပ်ဘူးဆိုရင်လည်းဘာလို့မလုပ်ဘူးရလဲဆိုတော့ reasons ကိုရှင်းပြလို့ရတယ်လုပ်ဘူးရဆိုလည်းပမာလဲဘယ်တော့မှလည်းဘယ်သူတွေကိုကူညီပေးရလဲကိုလုပ်ခဲ့ activity ကဘာတွေလဲအဲ့ဒါမျိုးတွေ extension sentence တွေနဲ့ပြောလို့ရတယ်ပေါ့နော်အဲ့တော့ပြန်ပြင်တော့ဟို yes I have no I haven't ပေါ့နော်ဒါပေမဲ့အနောက်မှာရှင်းပြတဲ့ sentence တွေကြတော့လေဟို expect ကိုဘယ်နေရာမှာဘာလုပ်ခဲ့ဘူးလဲဘာညာပြောတာဆိုရင်အဲ့ဒါ past tense တွေနဲ့ရှင်းပြရလိမ့်မယ်အဲ့လိုမဟုတ်ဘူးကိုကအခုအရင်တော့လည်း student အခုလက်ရှိလည်း student ပဲဆိုရင်တော့ကိုရှင်းပြရတဲ့ present tense တွေဖြစ်လိမ့်မယ်ပေါ့နော် so I will give you 1 minute to prepare your answer. I think now you're ready. You can start speaking. Let's move on to the reading part. Look at the photo. What do you see? You see a coffee cup, right? So can you guess the charity program? Below charity program will pay coffee quality တွေ့ရောလေ Yeah, maybe coffee ဈေးလျှော့ပေးရလည်းဖြစ်နိုင်တယ်ဒါမှမဟုတ် coffee free coffee လာကားတိုက်တာမျိုးလည်းဖြစ်နိုင်တယ်ဒါမှမဟုတ် coffee ဘယ်လိုပြောရမလဲဆိုရဲဟို skills ကိုအခြားလူတွေသင်ပေးရမျိုးလည်းဖြစ်နိုင်တာပဲအဲ့တော့ကြည့်ကြည့်မယ်နော်တချို့ထင်တာဘာတွေမှန်လဲဆိုတာ I have given you an article အဲ့တော့ဒီမှာတချို့ဘာကိုလေ့ကျင့်မှာလဲဆိုလေ skimming skills ကိုလေ့ကျင့်မှာပေါ့အဲ့တော့တချို့ခေါင်းစဉ်၃ခုပေးရတယ် article တစ်ခုလုံးကြီးကိုဖတ်ပြီးတော့ဒီစာပိုက်ကဘယ်လိုခေါင်းစဉ်မျိုးဖြစ်မလဲဆိုတဲ့ဟာကိုရွေးပြရမှာပေါ့နော်အဲ့တော့ဟိုအဲ့လိုမျိုး text တွေကိုအောင်မြင်လုပ်နိုင်မှုတချို့ဘာလုပ်ရလဲ skimming လုပ်ရတယ်စာပိုက်တွေအကုန်လုံးဖတ်ပြီးတော့မှ main idea ကဘာလဲစဉ်းစားပြီးတွားရွေးရမျိုးပေါ့နော်ဟိုအဲ့ဒါအရင်ဆုံး title လေးကိုဖတ်ကြည့်ပြီးတော့လေဒီလို title ဆိုရင်ဘယ်လိုစာပိုက်မျိုးလာနိုင်လဲဆိုတာခံမှန်းကြည့်မယ်ပေါ့ဟို A ကိုဖတ်ကြည့်အောင်အဲ့ free drinks ဆိုပါတော့တွေ့တော့ဒါလူတွေကိုသူတို့ free drinks တိုက်မယ်ဟိုဘာလို့တိုက်တာလဲဘယ်သူတွေကိုတိုက်မှာလဲဘယ်နေ့တိုက်မှာလဲပါညာအဲ့လိုမျိုးတွေပါရင်ဒါ A ကိုရွေးလို့ရတယ်ပေါ့နောက် B ကိုဖတ်ကြည့်အောင်
ဆို recipe လို့ပြောရဲအဲ့တော့ဘယ်လိုဖြောမှာလဲနွားနို့ဘယ်လောက် degree ထားပြီးတဲရမယ်တို့ဟိုဘာ coffee မဟုတ်သုံးမယ်တို့ပါအဲ့လိုမျိုးပေါ့နော်ဟင်းဘယ်လိုချက်တယ်ဟင်းချက်တယ်ဆို cooking step တွေလို့ coffee making coffee ကိုလေ step by step ပြောပြတာမျိုးအစဆုံးပါနေ B ကိုရွေးလို့ရတယ် and C ဆိုရင်ပေါ့နော်တော့ a coffee drink that tastes different လို့ပြောရဲအဲ့တော့ coffee အမျိုးအစားတစ်ခုခုပြောတာမျိုးဖြစ်လိမ့်မယ်ပေါ့ normal coffee နဲ့မတူရယ် coffee တစ်ခုခုကြောင်းရှင်းပြရလို့ C ပေါ့နော်အဲ့ဒီမှာသတိထားမှာတခြား title မေးရဖြစ်တဲ့ကြောင့်မို့တခြားရေးလိုက်တဲ့ title ကလေစာပိုက်တစ်ခုလုံးရဲ့ main idea ဖြစ်ရမယ် supporting လေးပဲဖြစ်နေလို့မရဘူးပေါ့နော်ဥပမာထားပါတော့တခြား recipe စာပိုက်ကိုတော့တွေ့တယ်ဒါပေမဲ့အဲ့ recipe စာပိုက်ကစာပိုက်၅ပိုက်မှာတစ်ပိုက်ထဲပဲပါနေရမျိုးကျန်တဲ့စာပိုက်တွေက recipe ဟုတ်မနေဘူးဆိုရင် recipe ကိုရွေးလို့မရဘူး main idea အနေနဲ့ဘာလို့ဆိုအဲ့ဒါ main idea မဟုတ်လို့ဥပမာတခြား coffee drink ဟို taste that taste different မှာ different kind of coffee ကိုစာပိုက်တစ်ပိုက်မှာ तू က mention လုပ်ထားတယ်ဒါပေမဲ့စာပိုက်၄၅ပိုက်အကုန်လုံးကဒီ different kind of coffee အကြောင်းပြောတာမဟုတ်ရင်ရွေးလို့မရဘူး title အနေနဲ့title အနေနဲ့ရွေးဖို့ဆိုရင်ကိုယ့်ရဲ့ title ဒီစာပိုက်တိုင်းနဲ့ကိုက်ရမယ်ပေါ့နော် paragraph ဒီ၄ပိုက်ရှင်၄ပိုက်လုံးရဲ့ main idea ဖြစ်ကြမယ်ပေါ့အဲ့ဒါလေးသတိထားအဲ့တော့တချို့ဒီမှာ skimming ဖြစ်တဲ့ကြောင့်မို့လို့အမြန်ဖတ်မယ်မသိရစလုံးတွေပါရှင်ကြော်ပါမယ်ဟိုဘာလဲဆိုပြီးတော့မစင်စားဘူးပေါ့နော် general idea ရရင်ရပြီ paragraph ကိုအမြန်ဖတ်မယ်ပေါ့နော်ဟိုအဲ့ဒါကိုတချို့ဘယ်လိုဖတ်လဲဆိုတော့အပေါ်အောက်ဖတ်တယ်ပေါ့နော်ဟိုဘေးတိုင်းမဟုတ်ပဲအပေါ်အောက်လေအမြန်ဖတ်သွားလို့ရတယ်အချို့ကျတော့ဒီလိုမျိုးဟိုဘေးတိုင်းအဲ့လိုမျိုးဒီ sentence ကိုအဲ့လိုဖတ်သွားလို့လည်းရတယ်အဓိက main idea ရရင်ရပြီဟိုမသိတဲ့စလုံးတွေပါတွေ့ရင်လေဟိုဘာလဲဆိုပြီးမစင်စားနေဘူးပေါ့နော်ဘာလို့ဆိုတော့ကိုကဒါကိုမသိလဲ paragraph ရဲ့ main idea ပြအောင်ဖတ်လို့ရနေရအောင်အဲ့တော့တချို့1 page ကို30 seconds အချိန်ပေးမယ်နော်စပြီးတော့ဖတ်ကြည့်မယ်နောက်ပြီးဘာလုပ်လို့ရလဲဆိုလေကို paragraph divide ပြီးတိုင်းမှာဒီဘက်ကဘာပြောရလို့ထင်နေပေါ့နော်အဲ့ဒီ main idea လေးကိုလည်း note taking လုပ်လို့ရတယ်ဆိုတော့ဥမာ paragraph တစ်ခုကျအစမ်းလုပ်ပြမယ်ပေါ့ပထမ paragraph ကိုစကြည့်လိုက်တဲ့အချိန်မှာ Italian activity cafe sespeso တွေ့ရပေါ့နော်အောက်က conclusion မှာဆိုတော့ cafe sespeso ဆိုတော့ဒါ cafe sespeso ကြောင်းပြောနေရပဲဆိုပြီးတော့ကိုယ့်ရဲ့ note မှာလေ paragraph 1 cafe space ဆိုတော့အဲ့လိုလေးမှတ်ထားလို့ရတယ်အဲ့တော့ကိုကအသေးစိတ် detail ဖတ်စရာမလိုဒီ paragraph ကဘာအကြောင်းရလဲသိရင်ရပြီပေါ့နော်အဲ့တော့တစ်ချက်1 page ကို20 seconds အချိန်ပေးမယ်ပေါ့နော်စဖတ်လို့ရမယ်နော်ဘာ heading ဖြစ်နိုင်လဲဆိုတာကြည့်ကြည့်မယ်နော်အဲ့တော့တချို့ဒီ A ဖြစ်မလား B ဖြစ်မလား C ဖြစ်မလားပေါ့နော် A ဆိုရင်တော့ coffee free ပေးတဲ့အကြောင်းပေါ့နော်အဲ့ဒီမှာကြည့်လိုက်တဲ့ချိန်မှာပထမ paragraph က cafe space ဆိုအကြောင်းဒုတိယ paragraph က तू ကအဲ့ဒါအတွက်ကို Facebook page ထောင်တဲ့အကြောင်းပြောတာတတိယ paragraph ကကျတော့အဲ့ဒီ idea ဘယ်လို popular ဖြစ်လာလဲကိုပြောတာပြီးတော့နောက်ဆုံး paragraph က Italy မှာမဟုတ်ဘူး around the world မှာပြန်လာတယ်ဆိုတဲ့အကြောင်းပြောတာပေါ့နော်အဲ့တော့ဒါကဖြစ်နိုင်လားဆိုတော့ A ကကျဖြစ်နိုင်တယ်ဒါပေမဲ့ကျန်တာတွေကိုပယ်အောင်မယ်အဲ့တော့ဒီထဲမှာ coffee ဘယ်လိုဖြောရမလဲဆိုတော့ step by step instruction ပြောရမှာမျိုးရှိလာပေါ့နော်မရှိနေဘူးပေါ့အဲ့ဒါကျ B ကိုရွေးလို့မရအောင်နောက် coffee အမျိုးအစားတစ်ခုကြောင်းရှင်းပြပါမျိုးရှိနေလားဆိုတော့မရှိနေဘူး cafe space ဆိုတာ coffee မျိုးစားမဟုတ်ဘူးပေါ့နော် program နာမည်ပေါ့နော်အဲ့ဒါကျရွေးလို့မရတော့ဘာပဲရွေးလိုက်လဲဆိုရင်ကြိုက်တာလေ A ပဲရှိရောချက် A ကို
topic နေနဲ့ရွေးလိုက်တယ်ပေါ့နော်အဲ့တော့အဲ့ဒါမျိုးကျွန်တော် skimming လုပ်တယ်လို့ခေါ်တယ်အဲ့တော့ skimming လုပ်ဖို့အတွက်ဒီစလုံးတစ်လုံးချင်းစီကို detail လိုက်ကြည့်စရာမလိုဘူးစာပိုက်တစ်ပတ်ချင်းစီရဲ့ main idea ရပြီးတော့အားလုံးကဘာကိုပြောတာလို့ထင်တယ်ခြုံပြီးရွေးလို့ရတယ်နောက်တစ်ခုကဘာကိုသုံးလို့ရတယ်ဆိုတော့တချို့ဒီမှာ exclusion method ကိုသုံးလို့ရတယ်အဖြေမဟုတ်တာတွေလိုက်ပယ်လို့ရတယ်ဥပမာ B ဆိုရင် recipe ဆို recipe ပါရမယ်ပါလားစာပိုက်တစ်ပတ်လုံး recipe ကြောင့်မဟုတ်ဘူးအဲ့ဒါကိုပိတ်မယ်ပေါ့နော်အဲ့လိုမျိုးမဖြစ်နိုင်တဲ့ဟာတွေပယ်သွားပြီးတော့လေကိုယ့်အဖြေကမှန်လားမမှန်လားကိုပြင်စစ်လို့လည်းရတယ်လို့တကယ်အဖြေကိုရှာတဲ့အနေနဲ့စစ်လို့လည်းရတယ်ပေါ့နော်အဲ့တော့အများကြီးတချို့ဒီလိုမျိုး matching head တွေနေရွေးပြီးဆိုလေဟိုအဖြေကိုလည်းရှာတယ်ပြီးတော့မဖြစ်နိုင်တာကိုလည်းပယ်တယ်ပေါ့နော်အဲ့ဒီ method နှစ်ခုနဲ့တွားတယ်ပေါ့အဲ့တော့အခုကျတော့ scanning ရောက်သွားအဲ့တော့တချို့ scanning ကကျတော့ဟို scanning plus scanning ကတော့ဘယ်တော့မှသူတခုတည်းသုံးရတဲ့ text တွေလာလိမ့်မရှိဘူး scanning နဲ့အခြား sub skill တွေနဲ့ကျွန်တော်တွဲသုံးရတယ်ပေါ့နော်ဥပမာကွက်လက်ဖြည့်ဆိုရင်တချို့ဒီ scan ဘယ်လိုစလုံးမျိုးစားလဲမိကုန်းနဲ့ keyword ရွေးပြီး scan လုပ်မယ်တွေ့ရင် detail reading လုပ်ပြီးဖြေရှာမယ်ပေါ့နော် scanning plus detail reading ပေါ့ဥပမာ true false not given လို့ပါလို့ဆိုလဲ scanning plus detail reading ပေါ့အဲ့လိုမျိုးသုံးရတယ်အဲ့တော့တချို့က scanning test ဒီရှာလို့လွယ်တဲ့စလုံးမျိုးပေါ့နော်ဥပမာမိကုန်းထဲမှာဟို capital letter နဲ့ဆင်ရေးလေးရှိရဲ့စလုံးတွေနာမည်တို့ time numbers တွေပေါ့နော်ဟို1980တို့ပါအဲ့လို numbers တို့နောက် time တွေပေါ့နော် January February တို့ပါတော့ capital နဲ့ရေးတာရယ်နောက်အဲ့လိုနေရာနာမည်တွေပါတွေကို scan ဖတ်တယ်ကွာဘာလို့ဆိုအဲ့ဒါတွေက capital နဲ့ရေးတာရယ်ဆိုတော့ရှာရလွယ်လို့နောက်အဲ့လိုလေ italic letter စလုံးဆောက်ဆောက်လေးနဲ့ရေးတဲ့ scientific name တွေပါဆိုအဲ့ဒါကိုအဓိကဦးစားပေးပြီးတော့ scan တယ်ပေါ့နော်ပြီးွားရင်တချို့ဘာလုပ်လဲဆိုရင်အဲ့ဒီ scanning ကို scan နဲ့စလုံးတွေ့ပြီဆိုရင်အဲ့ဒီ sentence တွေမှာကွက်လက်ကအဖြေလိုက်ရှာမှာပေါ့နော်အဲ့တော့ဘာလို့ရသိလဲဆိုရင် keyword ရွေးပြီးွားရင်လေကိုယ့်ရဲ့ကွက်လက်မှာဘယ်လိုစလုံးမျိုးစားဖြစ်ရမှာလဲကိုခံမှန်းရတယ်ဥပမာ grammar ရ verb ဖြစ်ရမှာလား noun ဖြစ်ရမှာလား adjective ဖြစ်ရမှာလားနောက် context ရဟိုနေရာဖြစ်ရမှာလားအချိန်ဖြစ်ရမှာလားအဲ့ဒါမျိုးကြိုခံမှန်းရတယ်ပေါ့နော်အဲ့လိုကြိုခံမှန်းနိုင်ရင်ကိုယ်စာပိုက်ထဲမှာရှာတဲ့ခါကျရင်ဘယ်လိုဖြေမျိုးစားကိုလိုချင်တယ်ဆိုတာသိရတော့ကွာအဲ့ဒါကိုပဲတန်းပြီးရှာရုံပဲကျန်တဲ့ information တွေကိုအသေးစိတ်လိုက်ဖတ်နေစရာမလိုတော့ဘူးပေါ့ဥပမာ number 1ဆိုရင်ဒီချက် keyword က cafe space ဆုံးနဲ့ started နဲ့ကွာပြီးတော့ Italy လို့ကျွန်တော် scan လို့ရတယ်အဲ့တော့တခြားစာပိုက်ထဲမှာ Italy တို့ cafe space တို့ပါလိုက်ရှာပြီးရင် started ရဲ့စနုနာမောနော် begin တို့ပါအဲ့ဒါမျိုးလေးရှာရင်ရှာမယ်ပေါ့ပြီးရင် तू က in blank Italy လို့ပြောတာတော့လေ in နောက်မှာနေရာလိုက်ရင်လိုက်မလိုက်အချိန်လိုက်မှာဒါပေမဲ့နောက်မှာ Italy ပါပြီဆိုတော့အချိန်ကနေရာရဲ့နောက်မှာပဲရှိမှာဒီမှာနေရာရဲ့အရှိမဖြစ်နေရောလေ Italy က country မှာလားအဲ့တော့သူရှိမှာဖြစ်ရမှာ city တခုဖြစ်နိုင်တယ်ပေါ့နော်အဲ့လိုမျိုးကျွန်တော်ခံမှန်းလိုက်တယ်ပြီးရင် number 2ဆိုလေ in Italy in ဆိုတော့ place ရဲ့နောက်ကိုရောက်သွားပြီဆိုတော့ဒါ time ဖြစ်နိုင်တယ်ပေါ့နော်အဲ့မှာမှကျွန်တော် time မှာ in နဲ့တွေ့ရ month လည်းဖြစ်နိုင်လို့ year လည်းဖြစ်နိုင်တယ်ပေါ့နော်အဲ့ဒီမှာကျွန်တော်စပြီးရွေးလိုက်တယ်ပြီးတော့3မှာဆိုရင် in the second week of လို့ပြောရဲ week ရှိရဘာမှရှိရဆို month မှာရှိရလေအဲ့ဒါ month ဖြစ်နိုင်တယ်ပေါ့နော်ပြီးတော့ number 4ဆိုရင် on blank လို့ပြောရဲအဲ့တော့တချို့ share information လို့ပြောရတယ် information share လို့ဆိုတာဘာမှ share လုပ်တာလဲဟို social media ပေါ်မှာလားဒါမှမဟုတ်ဟို public မှာလားဒီမှာ on လို့ပြောရလေဟို public ဆိုတော့ in public ဖြစ်မှာကွာဒါပေမဲ့ဒီမှာ on လို့ပြောရ social media platform တစ်ခုဖြစ်ဖို့များသွားပြီအဲ့ဒါဆိုရင် Facebook လား Instagram လားတစ်ခုဖြစ်ရအောင်မယ်အဲ့တော့ဒီမှာ online site တစ်ခုဖြစ်မယ်ဆိုပြီးကိုကကြိုပြီးခံမှန်းလာလို့ရတယ်နောက်5ဆိုရင်တခြား blank cafe လို့ပြောရဲ cafe မှာလည်း s ထည့်အောင်တခြားဖြစ်ရမှာ adjective တစ်ခုဖြစ်ရင်ဖြစ်မဖြစ်ရင်လေအရေးအတွက် number တစ်ခုဖြစ်နိုင်တယ်အဲ့တော့ဒီမှာရှာပါရေးရမယ်ဆိုရင် number ပေါ့နော်အဲ့တော့ကိုကရှာတဲ့ခါကျရင်လေ number တွေကိုလိုက်ရှာရုံပဲကိုယ့်ရဲ့ reading passage မှာပြီးရင်6ဆိုရင်တခြား is a blank လို့တွေ့ရအရှိမ article a ရှိရဆိုရဲတခြားနောက်မှာဖြစ်ရမှာ singular noun ဖြစ်ရမှာဆိုတည်သွားပြီနောက်ပြီးတော့နောက်က relative pronoun က who လို့ပြောရဲအရှိမဖြစ်ရမှာလေလူပေါ့နော် person ဆိုတာတည်သွားပြီအဲ့တော့ဒီမှာ a type of person ဆိုပြီးတည်သွားအဲ့ဒါမျိုးကိုကြိုးခံမှန်းရမယ်အဲ့တော့ကွက်လက်ဖြစ်မှာစာပိုက်ကျတန်းပြီးတော့မဖတ်ဘူးပေါ့နော်ဟိုငါကဘယ်လိုဖြေမျိုးရှာနေရလဲငါဖြေမဲ့စလုံးကဘယ်လိုမျိုးလဲအဲ့ဒါမျိုးလေးလေကိုကကြိုခံမှန်းဖို့လိုတယ်အဲ့တော့မှအဖြေရှာတဲ့ခါကျရင်အလွယ်တကူတွေ့မှာပေါ့နော်အဲ့တော့ကျစပြီးတော့ကြည့်ကြည့်မယ်ဘယ်လိုကွက်လက်မှာဘာလိုချင်လဲဆိုတာသိသွားပြီဥပမာ number 1ဆိုရင်ကျ CT ကိုရှာနေတာသိသွားပြီဆိုရင် CT စီကများသောအားဖြင့် capital letters နဲ့ပဲရေးရလေအဲ့ဒီစာပိုက်မှာ capital letters နဲ့ရေးထားတဲ့စလုံးတွေလိုက်ကြည့် cafe space ကိုထွေရ Italian ဒါပေမဲ့ Italian city မဟုတ်တော့ရေးလို့မရနောက် nail polish Naples ဆိုရဲက Naples city ရဲ့နာမည်လေအဲ့ဒါဆိုရင် in Naples Italy
အဲ့ဒါကိုဖြေနေနဲ့ရွေးလိုက်တယ်အဲ့လိုမျိုးလေးသွားမှာပေါ့နော်အဲ့တော့ကိုလိုချင်တာ number ဆိုရင် number တွေပဲ like scan မယ်အဲ့လိုမဟုတ်ကိုလိုချင်တာကman နာမည်ဆိုရင် man က capital နဲ့ရေးရတယ် January February March တို့ပါလိုက်ရှာမယ်ပေါ့နော်အဲ့လိုမျိုးလေးရှာပြရမှာအဲ့တော့ဒီချက် one page ကို30 seconds အချိန်ပေးမယ်ပေါ့နော်ရှာကြည့်မယ်နော်တေးစိတ်ဖတ်စရာမလိုသေးဘူးเนาะကိုလိုချင်တဲ့စလုံးကိုပဲ scan ရုံပဲNumber 2ဆိုရင်ဒီရှယ်လိုချင်တာဒီ time လို့ပြောရမှာလားအဲ့တော့ year နဲ့ month နဲ့ရှာကြည့်အောင်ဒီရှယ်ဒီမှာ1800တွေ့ရ1900တွေ့ရ2010တွေ့ရအဲ့တော့မိကုံပြင်ကြည့်ရမိကုံက became popular again ဆိုရယ် meaning နဲ့တူရဟာကိုပြောချင်တာအဲ့တော့ဒီထဲမှာ1800တို့1900တို့ရေးဖို့ဆိုရင်မိကုံကဒီရှယ် one word ပဲဖြေပါလို့ပြောတာအဲ့ဒီက1800 1900ဖြေလို့မရတော့နောက်တစ်ခုက most popular ကိုမေးရမှာမဟုတ်တာမေးကွာ popular again ကိုမေးရဆိုတော့လေဒီထဲမှာကျတော့ again ပါတာဒုတိယတစ်ခုမှာ again in 2010ဆိုတော့ဘာယူမလဲဆိုရင်2010ကိုအဖြေအနေနဲ့ရွေးလိုက်တယ်ပေါ့နော်ပြီးတော့ဒီချက်အခု month လို့ကျန်တာဒီချက်ရှာကြည့်အောင် month ကိုဘယ်နားမှာတွေ့လဲညာဒီချက်အောက်မှာလေ December ဆိုတာလေးတွေ့လိမ့်မယ် December ကိုတွေ့ရင်ပြန်တိုက်ကြည့်မိကုံးရဲ့အခြားစလုံးတွေအောင်စာပိုက်ထဲမှာပါရတာသူက second week လို့ပြောရလေ10 December ဆိုတာ10ရက်မြောက်နေ့ဆိုတာ second week ထဲမှာရောက်နေရပဲလေ9ရက်ကနေ14ထိက second week ထဲမှာလေအဲ့တော့ second week ကလည်းမှန်တယ် now people celebrate လို့ပြောရတဲ့ day က decided to call it a day လို့ပြောရတယ်ရက်တစ်ခုသတ်မှတ်လိုက်တော့ဒီရက်မှာသူ celebrate လုပ်မှာလေအဲ့တော့December 10မှာရက်သတ်မှတ်တယ်ဆိုတာနှစ်တိုင်း December 10ရောက်တိုင်း celebrate လုပ်နေမှာလေအဲ့ each year ရတယ်ကြိုက်တယ်လို့ပြောလို့ရတယ် answer လေ December ဖြစ်မယ်ပေါ့နော်နောက်ကွက်လက်ဖြေမှာသတိထားမယ့်ဟာတခုရှိတယ်အဲ့ဒါပါဆိုအပိုတွေထည့်ဖြေလို့မရဘူးပေါ့နော်မိကုံးက one word တစ်လုံးနဲ့ပဲဖြေပါ one number လို့ပဲပြောတာကြောင့် December လို့ပဲဖြေလို့ရတယ်အဲ့မှာ10 December လို့ပါတော့ဖြေလိုက်လို့ရှိရင်အမှတ်ရမှာမဟုတ်ဘူးပေါ့နော်ဘာလို့လဲဆိုတော့ second week က10နဲ့အတူတူပဲပါပြီးသားဖြစ်နေလို့အဲ့ December တစ်လုံးနဲ့ပဲဖြေရမှာပေါ့ပြီးတော့တချို့ fall ဆိုရင်တချို့ social media platform တခုခုသိချင်တာအဲ့ social media platform တွေက capital letters နဲ့ပဲရေးမှာဆိုတော့ရှာကြည့်မယ်နော်တချို့ဘာတွေ့လဲဆိုရင် Facebook page တွေ့ရ suspended coffees ကိုတွေ့ရပေါ့နော် now Ireland capital တွေ့ရမယ် Ireland က social media မဟုတ်ဘူး now in ဆိုတော့ရေးလို့မရဘူးပေါ့နော်အဲ့ကြည့်ကြည့်အောင်အဖြေနှစ်ခုတွေ့ပြီပေါ့ Facebook page နဲ့ suspended coffees နဲ့ဘာရွေးမလဲပေါ့နော်တချို့ suspended coffee ဖြည့်ဖို့ဆိုရင်သူကမေးခွန်းတစ်လုံးနဲ့ပဲဖြည့်ပါလို့ပြောတာအဲ့ဒီကတချို့ suspended coffee ကိုဖြည့်လို့မရတော့အဲ့တော့ Facebook page ပေါ့နော်အဲ့ Facebook page သုံးလုံးတောင်ဖြစ်နေတစ်လုံးနဲ့ပဲဖြည့်ရမယ်သူဘာတွေကိုဖြုတ်မလဲပေါ့နော် Facebook page မှာဘာအဓိကကြ Facebook လား page လား Facebook ကိုဖြည့်မှာဘာလို့လဲဆိုတော့ page ဆိုရင် on a page ဆိုပြီး article ထည့်အောင်အဲ့ကြတဲ့က workout နဲ့မကိုက်တော့ပြန်ဘူးအဓိကကြတယ် Facebook ကိုပဲယူမယ်ပေါ့နော်ပြီးတော့ number 5 which is suspended cafes program cafes
ကို modify လုပ်မဲ့ adjective လည်းဖြစ်နိုင်တယ် number လည်းဖြစ်နိုင်တယ် number လေးလိုက်ရှာကြည့်မယ်ပေါ့နော် number ဘယ်နားမှာတွေ့လဲဆိုရင်ဒီချက်20,000 တွေ့ရ 1400 တွေ့ရပေါ့နော်ဒီမှာ cafe ရဲ့ရေးအတွက်ကိုသိချင်တာဆိုတော့ 1400 ကိုရေးလို့ရတယ် now became part of နဲ့ join နဲ့အတူတူပဲပြီးတော့first year နဲ့ at the end of the first year နဲ့လည်းအတူတူပဲအဲ့တော့ဒီမှာ 1400 ကိုရွေးလိုက်မယ်ပေါ့အဲ့လိုမျိုးလေးရှာမှာ information အဲ့6မှာရှာ person ကိုသိချင်တယ်လို့ပြောရတယ်အဲ့ person ကဒီထဲမှာအများကြီးပါတော့လေဘာကို scan လိုက်မလဲ children ကိုနည်းနည်းရှာရတော့လေ children ကို scan လိုက်မယ်ပေါ့နော် children ကိုဘယ်နားမှာတွေ့လဲပေါ့စားပိုက်က yes တချို့ဒီမှာ on their children လို့တွေ့ရspends all their money spends everything တွေ့ရဘယ်လိုဖြစ်မလဲ a parent အဲ့လိုမျိုးရှာလိုက်မှာပေါ့နော် information အဲ့တော့ကိုကအစရငါဖြည့်ရမှာ person လို့သိပြီးသားဆိုတော့လေ person တွေပဲလိုက်ပြီးတော့ကြည့်အောင်မယ်ပေါ့နော်အဲ့မှာတကမိကုန်းက who has just lost their job လို့ပါလို့ဆိုရင်တော့လေ business person လို့ပါလို့ကြည့်မှာပေါ့နော် and အဲ့တော့အခုတချို့လို့တဲ့ text ကိုအဲ့ scanning plus detail reading လုပ်တယ်လို့ခေါ်တယ်အဲ့တော့ color ဖြည့်သူဘာလို့ရလဲဆိုရင်မိကုန်းနဲ့က scan လို့ရတဲ့စလုံးလေးယူလိုက်ရှာပြီးရင်ကိုကဘယ်လိုစလုံးမျိုးစားဖြည့်ရမှာလဲကိုကြိုပြီးတော့ခံမယ်အဲ့ပုံမှန်မတည်ပြီး information ကိုလိုက်ရှာပါတော့အဲ့လိုမျိုးလေးလုပ်လို့ရတယ်များသောအားဖြင့်သူကကွက်လက်ဖောက်တာတွေကလေ preposition တွေဘာလို့ grammar words တွေမဖောက်ဘူး content words ကိုပဲကွက်လက်ဖောက်တာပေါ့နော်အဲ့တော့သူမေးတာလည်းနာမည်ဖြစ်ရင်ဖြစ်မဖြစ်ရင် date ဖြစ်ရင်ဖြစ်မဖြစ်ရင် place အဲ့လိုမျိုးလေးအများတယ်အဲ့တော့ကိုကဘယ်လို information မေးရလဲကိုသိဖို့ဆိုလေ sentence structure ကိုလည်းကျွမ်းကျင်ဖို့လိုရပေါ့နော်ဟိုကိုဖောက်ထားတာ adjective လား verb လား noun လားသိဖို့ဆို grammar ကိုလည်းနည်းနည်းကျွမ်းကျင်ဖို့လိုရပေါ့နော်အဲ့တော့ reading only မဟုတ်ဘူးဒီ gap filling မှာဆိုရင်ကိုယ့်ရဲ့ grammar knowledge vocabulary knowledge တွေအကုန်လုံးကအကျုံးဝင်လာလိမ့်မယ်ပေါ့နော်။နောက်မိကုန်းကိုအမြဲတမ်းသိချဖတ်ဖို့ပေါ့နော်။ဟိုအချို့ကကြတော့လေ reading skills ကောင်းတယ်။ဒါပေမဲ့မိကုန်းကိုမဖတ်ဘဲနဲ့တွေ့ရအောင်တန်းဖြေလိုက်လို့အမှတ်မရမှရှိရဲ။ဥပမာမိကုန်းကတစ်လုံးနဲ့ဖြေပါဆိုတစ်လုံးနဲ့ပဲဖြေလို့ရတယ်။ပို့ဖြေလို့မရအောင်။မိကုန်းက write down one number လို့ပဲပြောရင် number တစ်လုံးပဲဖြေလို့ရတယ်။ number တစ်လုံးနဲ့ word တစ်ခုတွေပါဖြေလို့မရဘူးပေါ့နော်။အဲ့ဒါမျိုးရှိရဲပေါ့။အဲ့ဒါမျိုးလေးသတိထားရမယ်။ရွေးပြီဆိုလေကိုကအဖြေတွေ့နေပြီဆိုရင်တော့တမ်းပြီးကောက်မဖြေနဲ့ပေါ့နော်ငါ့ကိုမေးခွန်းက word count ဘယ်နှလုံးဖြေခိုင်းတာလဲငါဘယ်နှလုံးဖြေရမှာလဲအဲ့ဒါမျိုးလေး check လုပ်ဖို့လိုမယ်ပေါ့နော်အဲ့တော့အခုဒီ paragraph ထဲမှာလေအချို့ vocabulary ကိုဘိုးလောက်ပြတာတွေ့နေမယ်ဒါခါကျရင်ဒီ reading ဖတ်ရင် guessing from the context လို့ခေါ်တာပေါ့နော်ကိုမသိတဲ့ vocabulary တစ်ခုခုတွေ့လာပြီဆိုရင်တမ်းပြီး dictionary လှန်ပြီးတော့မရှာဘူးပေါ့နော်ဒီ sentence မှာဒီစလုံးကဘာ meaning ဖြစ်နိုင်လဲဆိုတော့ခံမှန်းနေပါအဲ့ဒီ skills ကိုရအောင်လုပ်ထားရမယ်ဘာလို့လဲဆိုရင်ကိုဖတ်သမျှစာပိုက်တန်းကိုသိနေမှာမဟုတ်မသိရစလုံးစာပါမှာပဲပေါ့နော်အဲ့မသိရစလုံးပါလာခင်တမ်းပြီး dictionary လှန်မဲ့နေရမှာသူပေးထားတဲ့အရှိရ sentence နောက်က sentence တွေကြည့်ပြီးတော့လေဒီစလုံးရဲ့အဓိပ္ပာယ်ကိုကြမ်းပြင်းခံမှန်းတာမျိုးပေါ့နော်အဲ့ဒါမျိုးလုပ်တတ်ဖို့လိုတယ်ပြီးတော့မှတော့ကိုယ့်ကို reading ဖတ်လို့ပြီးမှတာ dictionary သွားပြန်ကြည့်ပေါ့နော်ဖတ်နေတဲ့အချိန်တွင်းမှာတမ်းပြီး dictionary မလှန်ဘူးပေါ့နော်ဒီစလုံးကဘာဖြစ်နိုင်လဲဆိုတော့ guess လုပ်နိုင်တဲ့ skills ကိုလေ practice လုပ်ရမှာပေါ့အဲ့ဒါဆိုဒီတော့ဘာတွေစဉ်းစားလဲဆိုရင်ကိုမသိတဲ့စလုံးလာပြီအဲ့စလုံးက positive meaning ရှိရလား negative meaning ရှိရလား connotation ပေါ့နော်အဲ့ဒါကိုကြည့်ရဟိုအဲ့ဒါဘယ်လိုကြည့်လို့ရလဲ sentence ရဲ့အရှိတွေနောက်တွေကိုကြည့်လို့ရတယ်ဥပမာဒီမှာဆိုရင် popular လို့ပေးတာကွာတခြား popular ကိုမသိဘူးဆိုရင်တော့အရှိမှာthat song travel the world once popular in Naples တို့ပါဆိုနောက်က travel the world လို့ပြောဒါ popular က positive meaning ဖြစ်နိုင်တယ်ပေါ့နော်အဲ့လိုမျိုးလေးကိုခံမှန်းလို့ရတယ်ဟိုပြီးတော့ဒီ vocabulary found out အဲ့တော့ Sweeney found out about Cafe Espresso 2 years later ဆို found ကိုသိရ found out ရဲ့ meaning ကဘာဖြစ်မလဲပေါ့နော် verb plus preposition ဆိုတော့ phrasal verb မလားဟိုးရင်ကနာမည်ကြီးရဲ့ verb ပေါ့သူကအခုမှ discover ဥမာစပြီး discover ဖြစ်တယ်တွေ့ရဆိုတဲ့ meaning ကိုပြောချင်တာ found out ဒီမှာရှာတာ search ကိုပြောတာမဟုတ်ဘူး discover ကိုပြောတာဆိုပြီးအကြမ်းပြင်းခံမှန်းလို့ရတယ်ပြီးတော့အောက်မှာ suggested ဒီ suggested meaning ကိုမသိဘူးဆိုတော့နောက်မှာ people pay for 2 coffees လို့ပါပြောရဲက or maybe ဒါ advice ဖြစ်နိုင်တယ်ဆိုပြီးခံမှန်းလို့ရတယ်ပေါ့နော် and now following page လို့တွေ့ရ follower ဆိုကိုကသိရတယ် following mean keeping in touch with page ဆိုပြီးတော့ guess လုပ်လို့ရတယ်ပေါ့နော် now horrible အဲ့တော့ဒီ who is just having a horrible day and wants to feel better horrible meaning ကိုမသိနော်အနောက်မှာ wants to feel better လို့ပြောရဲသူတို့
feel better ဖြစ်ချင်ပါတယ်ဆိုရဲအခုလက်ရှင် feeling ကမကောင်းလို့ပေါ့အဲ့တော့ horrible ဒီ negative word ဖြစ်နိုင်တယ်ဆိုပြီးခံမှန်းလာလို့ရတယ်တကယ် exam မှာ horrible ကမသိခဲ့ဘူးဆိုရင်တော့ပေါ့နော် now honest အဲ့တော့ people are usually honest လို့ပြောတော့အနောက်မှာ when someone asks for a coffee they get one so honest က positive meaning ဖြစ်မယ်ထင်လား negative meaning ဖြစ်မယ်ထင်လားဆိုရင် they get one လို့ပြောရဲက positive meaning ပေါ့နော်အဲ့တော့ honesty positive adjective ပေါ့အဲ့လိုမျိုးလေးခံမှန်းလို့ရတယ်ဒီမှာကျတော့လွယ်တဲ့ vocabulary လေးနဲ့ခံမှန်းပြတာပေါ့နော် guessing from the context ဘယ်လိုသွားလဲဆိုတာအဲ့တော့ကိုက adjective တွေတွေ့ပြီးဒီ adjective က positive meaning လား negative meaning လား guess လုပ်လို့ရတယ် both တွေဆိုလည်းအကြံပြကိုထင်တာလေးကို guess လုပ်လို့ရတယ်ပေါ့နော်အဲ့တော့ဒီမှာကြည့်ကြည့်မယ်နော် meaning နဲ့တွဲကြည့် number 1 give an idea give advice ဘာဖြစ် suggested now very bad negative word horrible and choosing to get messages from a social media page so yeah following giving true information it would be honest you do not fake you always give true information you are honest and learn something mean you discover something you found out something is a phrasal verb အဲ့တော့ found နဲ့ found out နဲ့မတူဆိုတာသိကြမယ်ပေါ့နော် and like by lots of people popular အဲ့လိုမျိုးစလုံးလေးကိုဆိုတာဒီသူ့ရဲ့ synonym လေးနဲ့တွဲမှတ်ထားလို့ရတယ်ပေါ့အဲ့တော့ဟို lots of people famous တွေပါတော့ဒါ popular ပေါ့ discover တို့ learn something that I found out ပေါ့ advice တွေပါတော့ suggested keeping in touch to getting messages to the following very bad terrible horrible ပေါ့ do not fake give true information ဆိုရင်ဒါ honest ပေါ့နော်အဲ့လိုမျိုး synonym လေးနဲ့မှတ်ထားလို့ရတယ်ပေါ့အဲ့တော့အခုတခြားဒီ Sydney ကျောင်းကိုဖတ်တယ်သူ့ရဲ့ program မှာဒါ free coffee ပေးရဲ့ program ပေါ့အဲ့သူ့ရဲ့ program ကိုဘယ်လိုမြင်လဲပေါ့နော်ကိုကတော်တော်များများသူဆိုရင်ဒါ charity လုပ်တယ်ဆိုလေသူ good people လို့သတ်မှတ်မယ်မှန်လားအဲ့တော့ကိုကnumber 1 ဆိုရင် define a good person good person ဆိုတာဘယ်လိုမျိုး define လုပ်မလဲပေါ့နော် good person မှာဘယ်လို personality ရှိရမယ်လို့ထင်လဲပေါ့တချို့ unit 1E မှာ personality adjective တွေသင်တာရှိရမှာအဲ့ဒါကိုပြန်သုံးလို့ရတယ်ဥပမာ I think a good person should be patient kind and helpful to other people ဘာညာအဲ့လိုမျိုး personality adjective လေးနေလေ good person ကို define လုပ်ပေးရမယ်ပြီးတော့ရှေ့က Sydney ကို good person လို့ထင်လာအောင်ဥပမာ I think he is a good person because he started a campaign and he had a plan to donate coffees to other people ဘာညာအဲ့လိုမျိုးလေး reason လေးနဲ့ပြန်ရှင်းပြရမယ်ကွာပြီးရင် Sydney လိုမျိုး program campaign တခုကိုစလုပ်ခဲ့ celebrity ကဘယ်သူတွေကိုသိတယ်ပေါ့နော်ဥပမာထားပါဦးဒီ Angelina Jolie ဆိုရင် I think Jolie is a good celebrity because she donated lots of money to children ဘာညာအဲ့လိုမျိုးလေး reason လေးကိုက celebrity ကြောက်ကိုတွေ့ပြီးတော့ဘာလို့လဲဆိုတဲ့ reasons ကိုရှင်းပြလို့ရတယ်ပေါ့နော်ဒီမှာတော့ကျွန်တော် number 1ဆိုတာ personality adjective သုံးပြလို့ရတယ်2ကကျတော့ reading passage ကနေယူပြီးဖြေရ3ကကျတော့ကိုယ့်ရဲ့ personal opinion ပေါ့နော်အဲ့တော့ဒီထဲမှာဒီ social responsibility ဒီ text တွေဘာ grammar သုံးပြရပါညာမရှိသေးဘူးပေါ့နော်တချို့ reading ဖတ်ပြီးတော့ reading နဲ့ပတ်သက်တဲ့ opinion ကို reflect လုပ်တာပဲဆိုတော့လေကိုယ့်ရဲ့ပြောချင်တဲ့ opinion တို့များထည့်ပြီးပြောလို့ရတယ်ပေါ့နော်သုံးတဲ့ tense တွေရတယ်တချို့သုံးနေကြ present simple တို့နောက်သူတို့ရဲ့အရင်တော့လုပ်ခဲ့တဲ့ action တွေပါပြောရင်တော့ past simple တွေပါဖြစ်သွားမှာပေါ့နော် so I will give you 2 minutes to prepare your ideas
I think now you're ready. Thank you for watching the video.